မင်္ဂလာပါခင်ဗျာ English for Better Opportunities Channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ American မှာအလုပ်လုပ်တဲ့ခါပဲဖြစ်ဖြစ်အပြင်မှာလူမှုရေးအရာစကားပြောတဲ့ခါပဲဖြစ်ဖြစ်တစ်ဖက်လူပြောတာကိုနားမလည်တာမျိုးကြုံရတတ်ပါတယ်အဲ့ဒီခါမှာကျွန်တော်တို့အသုံးအများဆုံးစကားလုံးက I don't understand ပါတကယ်တော့ဒီစကားလုံးကမှားတော့မမှားပါဘူးဒါပေမဲ့အမြဲတမ်းဒါကိုပဲသုံးနေရင်စကားပြောတာကတစ်ဖက်လူနဲ့ယဉ်နှီးမှုမရတော့ပဲရှိမဆက်နိုင်တော့တာမျိုးဖြစ်တတ်ပါတယ်တခါတလေကျွန်တော်တို့ကနားမလည်တာမဟုတ်ပဲသူတို့ပြောတာမြန်နေလို့လိုက်မမိတာမျိုးလည်းရှိနိုင်တယ်လေဒီနေ့ဗီဒီယိုမှာတော့ I don't understand ဆိုတဲ့စကားလုံးအစားပိုပြီးယဉ်ကျေးတဲ့ပိုပြီးတဘာဝကျတဲ့စကားလုံးတွေကိုအခြေခံကနေအစင်းမြင့်အထိကျွန်တော်အသီးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးကျွန်တော်နဲ့အတူလေ့ကျင့်ကြည့်အောင်ဗျာ Sorry or I'm sorry တစ်ဖက်လူပြောလိုက်တာကိုအတန်တီချမကြားလိုက်လို့ဘာပြောလိုက်တာလဲခင်ဗျာလို့ယဉ်ကြီးကြီးပြန်မိတာပါအတန်ကိုအနောက်မှာမြင့်ပြောရပါမယ် sorry လို့အောက်ချပြောရင်ကိုကအမှားလုံးမိလို့တောင်းပန်တယ်လို့အတိတ်ပဲရောက်သွားတတ်ပါတယ်ကျွန်တော်တို့ကအတန်ကိုမြင့်ပြီး sorry လို့မိကွန်းပုံစံမျိုးမိရမှာပါ I'm sorry could you say that again sorry ခင်ဗျာနောက်တစ်ခေါက်လောက်ပြန်ပြောပြီးလို့ရမလား I'm sorry could you say that again sorry ခင်ဗျာနောက်တစ်ခေါက်လောက်ပြန်ပြောပြီးလို့ရမလား pardon or I beg your pardon ဒါကတော့ sorry ထက်ပိုပြီး formal ဖြစ်ပါတယ်ရုံးတွေမှာဒါမှမဟုတ်လူကြီးတွေကိုတုံးရင်ပိုပြီးလူကြီးလူကောင်းဆန်ပါတယ် Pardon me I didn't catch that ခွင့်လို့ပါခင်ဗျာကျွန်တော်တိချမကြားလိုက်လို့ပါ Pardon me I didn't catch that ခွင့်လို့ပါခင်ဗျာကျွန်တော်တိချမကြားလိုက်လို့ပါ Come again ဒါကတော့တငယ်ချင်းချင်းချင်းဒါမှမဟုတ်ရင်းနှီးတဲ့လုပ်ဖို့ကုန်ဖယ်ကြမှာတုံးတဲ့ informal အသုံးအနှုန်းပါဘာပြောလိုက်တာလဲနောက်တစ်ခေါက်ပြောပါအောင်လို့ဆိုလိုတာပါ Come again I missed that last partဘာပြောလိုက်တာလဲဗျာအနောက်ကအပိုင်းလေးကျွန်တော်မကြားလိုက်လို့ Come again I missed that last part ဘာပြောလိုက်တာလဲဗျာအနောက်ကအပိုင်းလေးကျွန်တော်မကြားလိုက်လို့ American မှာနေတဲ့အခါ Americans တွေစကားပြောတာအယမ်းမြန်လို့လိုက်မမိတာကအစမ်းမဟုတ်ပါဘူးဒီအခါမှာ I don't understand လို့ပြောမယ့်အစားတစ်ဖက်လူကိုဖြည်းဖြည်းချင်းပြောပေးဖို့ကျွန်တော်တို့ယုံကြည်မှုရှိရှိတောင်းဆိုသင့်ပါတယ် Could you slow down a little bit please နည်းနည်းလောက်ဖြည်းဖြည်းချင်းပြောပေးလို့ရမလားခင်ဗျာ Could you slow down a little bit please နည်းနည်းလောက်ဖြည်းဖြည်းချင်းပြောပေးလို့ရမလားခင်ဗျာ slow down ဆိုတာမြန်နေတာကို short ခိုင်းတာပါဒါကိုသုံးတာကကိုကအင်္ဂလိပ်စာညံ့လို့မဟုတ်ပဲသူတို့မြန်နေလို့ညှိခိုင်းတာဖြစ်တဲ့အတွက်အားနာစရာမလိုပါဘူး I'm still learning English could you repeat that slowlyကျွန်တော်အင်္ဂလိပ်စာသင်ယူနေတော့မလို့ဖြည်းဖြည်းချင်းလေးတစ်ခေါက်ပြန်ပြောပြလို့ရမလားခင်ဗျာ I'm still learning English could you repeat that slowly ကျွန်တော်အင်္ဂလိပ်စာသင်ယူနေတော့မလို့ဖြည်းဖြည်းချင်းလေးတစ်ခေါက်ပြန်ပြောပြလို့ရမလားခင်ဗျာဒီလိုရိုးရိုးသားသားပြောပြတာက American မှာအရန်အလုပ်ဖြစ်ပါတယ်သူတို့ကပိုပြီးကူညီပေးခြင်းစိတ်ရှိလာပါလိမ့်မယ်လိုက်ဆိုကြည့်အောင် I'm sorry I'm sorry Pardon me Pardon me Come again Come again Could you say that again please Could you say that again please Could you slow down a little bit please Could you slow down a little bit please ကျွန်တော်တို့အခြေခံအမီးဖြီလေးတွေကိုလေ့လာခဲ့ပြီးပြီဆိုတော့အခုနည်းနည်းလေးပိုပြီးအစင်းမြင့်တဲ့စကားပြောလေးတွေကိုတွားကြရအောင်ဗျာတခါလီကြရင်ကျွန်တော်တို့ကတစ်ဖက်လူပြောတာကိုအစအဆူနားမလဲတာမဟုတ်ပဲအလေကစကလုံးတစ်လုံးဒါမှမဟုတ်အချက်အလက်တစ်ခုကိုပဲနားမလဲတာမျိုးရှိတတ်ပါတယ်အဲ့ဒီအခါမှာ I don't understand လို့အကုန်လုံးကိုတင်းကျုံပြောမယ့်အစားအခုလိုလေးတွေသုံးကြည့်ပါဦး I'm not following you ဒါကခမည်းပြောတာကိုကျွန်တော်အမီမလိုက်နိုင်တော့ဘူးလို့ဆိုလိုတာပါသူတို့ပြောနေတဲ့အကြောင်းအရာကရှုပ်ထွေးလာတဲ့အခါဒါမှမဟုတ်အချက်အလက်တွေများလာတဲ့အခါသုံးပါတယ် Wait I'm sorry I'm not following you Could you explain that part again ခဏလေးခင်ဗျာ Sorry ပါကျွန်တော်အမီမလိုက်နိုင်တော့လို့အဲ့ဒီအပိုင်းလေးကိုပြန်ရှင်းပြပေးလို့ရမလား Wait I'm sorry I'm not following you Could you explain that part again ခဏလေးခင်ဗျာ Sorry ပါကျွန်တော်အမီမလိုက်နိုင်တော့လို့အဲ့ဒီအပိုင်းလေးကိုပြန်ရှင်းပြပေးလို့ရမလား What do you mean by
ဒါကတော့ American တွေသုံးတဲ့စကားလုံးတစ်လုံးကိုနားမလည်တဲ့အခါသုံးရမယ့်အကောင်းဆုံးမေးခွန်းပါ What do you mean by ASAP ASAP ဆိုတာဘာကိုဆိုလိုတာလဲခင်ဗျာ What do you mean by ASAP ASAP ဆိုတာဘာကိုဆိုလိုတာလဲခင်ဗျာဒီလိုမေးတာကကိုကတင်ယူခြင်းစိတ်ရှိတယ်ဆိုတာကိုပြရလို့အလုတ်ခွင်မှာအရန်ကြည့်ကောင်းတဲ့အလီကျင့်တစ်ခုဖြစ်ပါတယ်အလုတ်ထဲမှာဆိုရင်တော့ပိုပြီးပြကြဖို့လိုလာပါပြီကိုရဲ့ boss ဒါမှမဟုတ်လုပ်ဖို့ကင်ဖက်ကအလုတ်တစ်ခုခိုင်းလိုက်တယ်ဒါပေမဲ့ကိုကတေချာမရှင်းဘူးဆိုရင်အမှားလုပ်မိမှာတဲ့ဆိုင်ရင်အခုလိုရင်ရင်ကြီးကြီးပြန်မေးတာကပိုကောင်းပါတယ် Could you clarify that clarify ဆိုတာရှင်းလင်းအောင်လုပ်ပေးပါလို့ပြောတာပါ explain တဲ့ပိုပြီး professional ဆန်ပါတယ် Could you clarify the deadline for this project ဒီ project ရဲ့နောက်ဆုံးသတ်မှတ်ရက်ကိုရှင်းရှင်းလင်းလင်းလေးပြောပြလို့ရမလားခင်ဗျာ Could you clarify the deadline for this project ဒီ project ရဲ့နောက်ဆုံးသတ်မှတ်ရက်ကိုရှင်းရှင်းလင်းလင်းလေးပြောပြလို့ရမလားခင်ဗျာ If I understand correctly, you want me to ဒါကတော့အစစ်မြင့်ဆုံးနည်းလမ်းပါကိုနားလည်လိုက်တာမှန်မမှန်ပြန်စစ်တာ confirm လုပ်တာဖြစ်ပါတယ် If I understand correctly, you want me to call the customer tomorrow? Is that right? ကျွန်တော်နားလည်တာမှန်နေဆိုရင်ခင်ဗျားကကျွန်တော်ကိုမနှက်ဖြန်ဖောက်သေးစီဖုံးဆက်စီချင်တာပေါ့ဟုတ်ပါသလား If I understand correctly, you want me to call the customer tomorrow? Is that right? ဒီလိုပြန်မေးလိုက်ရင်တစ်ဖက်လူကအော်သူငါပြောတာကိုတီးချာနားထောင်နေတာပဲဆိုပြီးကိုကိုပိုယုံကြည်သွားပါလိမ့်မယ်ကဲခဏနားပြီးလိုက်ဆိုကြည့်မယ်နော် I'm not following you I'm not following you What do you mean by that What do you mean by that Could you clarify the next step Could you clarify the next step? If I understand correctly? If I understand correctly? So you are saying that... So you are saying that... ကျွန်တော်တို့အလုပ်ခွင်အပြင်ဘက်မှာတငီချင်းနေပဲဖြစ်ဖြစ်အပြင်မှာစုံတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် American နီဟာဘန်းစကားတွေ idioms တွေကိုသုံးပြီးစကားပြောတတ်ကြပါတယ်တခါတလေသူတို့ပြောလိုက်တဲ့စကားလုံးကကိုတီးတဲ့အထိပ္ပယ်နဲ့လွဲနေတာမျိုးရှိနိုင်ပါတယ်အဲ့ဒီအခါမှာပေါ့ပေါ့ပါပါနဲ့အခုလိုလေးပြောကြည့်အောင် You lost me there ဒါကအဲ့ဒီနားမှာပင်ကျွန်တော်မျက်စိလဲသွားပြီလို့ပြောတာပါစကားပြောနေရင်တစ်ဖက်လူကအကြောင်းအရာတစ်ခုကိုအမြန်ကြော်သွားတဲ့အခါသုံးပါတယ် Wait you lost me there Who is the person you are talking about နေပေါင်းအဲ့ဒီနားမှာကျွန်တော်မျက်စိလဲသွားလို့ခမပြောနေတဲ့သူကဘာတူလဲခမ Wait, you lost me there. Who is the person you are talking about? I'm not quite sure I get it. ကျွန်တော်တေချာတော့နားမလည်လိုက်ဘူးလို့အတိတ်ပဲရပါတယ် I don't understand that ပိုပြီးနူးညံ့ပျော်ပြောင်းပါတယ် I'm not quite sure I get the joke. Could you explain it? အဲ့ဒီဟာတာကိုကျွန်တော်တေချာနားမလည်လိုက်လို့နည်းနည်းလောက်ရှင်းပြပေးမလား I'm not quite sure I get the joke. Could you explain it? အဲ့ဒီဟာတာကိုကျွန်တော်တေချာနားမလည်လိုက်လို့နည်းနည်းလောက်ရှင်းပြပေးမလား American တွေဟာသူတို့ကိုယ်တိုင်နားမလည်တဲ့အခါမှာလဲ I don't understand လို့အမြဲမပြောပါဘူးသူတို့သုံးလိရှိတဲ့စကားပုံလေးတွေကိုသိထားရင်ကိုယ်တိုင်လဲသုံးလို့ရတယ်လို့သူတို့ပြောရင်လဲကိုကနားလေတာပေါ့ It's all Greek to me ဒါကတော့ကျွန်တော်အတွက်တော့ဒါတွေကဂရိစာတွေလိုပဲဘာမှနားမလည်လို့ပြောတာပါအရန်ခက်ခဲတဲ့နီးပညာစကားလုံးတွေကြားရတဲ့အခါသုံးပါတယ် This manual is all Greek to me ဒီအသုံးပြုပုံစာအုပ်ကကျွန်တော်အတွက်တော့ဂရိစာတွေလိုပဲဘာမှနားမလည်ဘူး This manual is all Greek to me ဒီအသုံးပြုပုံစာအုပ်ကကျွန်တော်အတွက်တော့ဂရိစာတွေလိုပဲဘာမှနားမလည်ဘူး I can't make heads or tails of this ဒါကဘယ်ဟာကကောင်းဘယ်ဟာကအမီးမန်းကိုမသိတော့ဘူးလို့ဆိုလိုတာပါအရန်ကိုရှုပ်ထွေးနေတဲ့အခြေအနေမျိုးမှာသုံးပါတယ် ကဲခဏနားပြီးလိုက်ဆိုကြည့်မယ်နော် You lost me there You lost me there I'm not quite sure I get it I'm not quite sure I get it Could you explain that in a different way
Could you explain that in a different way? It's all Greek to me. It's all Greek to me. I can't make heads or tails of this. I can't make heads or tails of this. ကဲဒီနေ့ကျွန်တော်တို့လေ့လာခဲ့တာဒီတော်တော်လေးစုံသွားပြီလို့ထင်ပါတယ် I don't understand အစားသုံးလို့ရတဲ့စကားလုံးတွေအများကြီးရှိတယ်ဆိုတာအားလုံးသိသွားလောက်ပါပြီကျွန်တော်အမြဲပြောသလိုပါပဲအမေရိကန်မှာအောင်မြင်ဖို့ဆိုတာအင်္ဂလိပ်စာကိုကျွမ်းကျင်ရုံတည်းမကပဲကိုယုံကြည်မှုရှိဖို့လည်းလိုပါတယ်နားမလဲတာဟာရှက်စရာမဟုတ်ပါဘူးနားမလဲတာကိုနားလဲအောင်ပြန်မမေးတတ်တာကမှအခွင့်အလမ်းတွေကိုဆုံးရှုံးစေတာပါဒီနေ့သင်ပေးလိုက်တဲ့စကားလုံးတွေကတစ်လုံးဒါမှမဟုတ်နှလုံးကိုဒီနေ့ပဲအပြင်မှာစပြီးသုံးကြည့်လိုက်ပါအမားလုံးမိမှာကိုမကြောက်ပါနဲ့ကျွန်တော်တို့ English for Better Opportunities ကနေခင်ဗျားတို့ရဲ့အောင်မြင်မှုခရီးလမ်းမှာအမြဲတမ်းအတူရှိနေမှာပါဗီဒီယိုလေးကိုသဘောကျရင် like လုပ်ပေးပြီးကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဘာတွေသိချင်သေးလဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်ဗျာအားလုံးပဲအခွင့်အလမ်းကောင်းတွေပိုင်ဆိုင်နိုင်ကြပါစေ See you in the next video bye bye